ဒီဗီဒီယိုဖိုင်ကတော့ EPF Part 2အခန်း43ကမွန်နွားဝါကျောင်းဖို့ကိုရှင်းပြပေးမှာဖြစ်တဲ့မွန်နွားဝါကျောင်းဖို့ယဉ်ကျေးမှုနဲ့သတင်းအချက်အလက်မွန်နွားဝါကျောင်းဖို့ယဉ်ကျေးမှုနဲ့သတင်းအချက်အလက်ခေါင်းစဉ်ကတော့ခွန်စောညွှန်ချမ်းငယ်ဂျွန်ချမ်းပြီးခွန်စောဆောက်လို့ရညွှန်ချမ်းဆိုတာလုပ်ငန်းခွင်ဂျွန်ချမ်းပြကြတော့အကြီးစားစက်ယန္တရားတွေအကြီးစားစက်ကရိယာတွေကိုပြောတာဖြစ်တဲ့ခွန်စောညွှန်ချမ်းငယ်ဆောက်လို့ရလုပ်ငန်းခွင်ရဲ့ဂျွန်ချမ်းပြီးအကြီးစားစက်ယန္တရားအကြီးစားစက်ကရိယာဝေစာဘက်ကိုသွားရရင်ဖြိုလျန်းညီနာဖြိုလျန်းဆိုတာကြားတော့ပါလေတရားကိုပြောတာနော်ဖြိုလျန်းညီနာတရားဖြစ်စေထိုးလိုလမ်းမကြီးခွန်ဂုံမူရူကြည့်နော်ခွန်ကြီးမားတဲ့ဂုံမူရူကြည့်နော်အဆောက်အဦကိုကြည့်နော်ဆောက်လုပ်တဲ့ဒေကျူမိုအဲရွယ်စားကြီးမားဒေကျူမိုအဲဂုံစာညွှန်ကြားငယ်စောနော်ရွယ်စားကြီးမားတဲ့ဂုံစာညွှန်ကြားငယ်စောနော်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာကတော့ဒါယဟန်ဂျွန်ချန်ပေကဒါယဟန်အမျိုးစုံနဲ့ဂျွန်ချန်ပေကစက်ကရိယာသုံးဝင်အကြီးစားစက်ကရိယာအကြီးစားဆက်ရန်တရားပေါ့နော်အကြီးစားစက်ကရိယာကစာယုံတယ်မလီတာအသုံးပြုပါတယ်ဂွန်စောဂျွန်ချန်ပေနော်ဆောက်လုပ်ရေးအကြီးစားဆက်ရန်တရားအကြီးစားစက်ကရိယာကတော့စာယုံမိုးကြော့ကဲတာရာစာယုံအသုံးပြုတဲ့မိုးကြော့ကဲတာရာရည်ရွယ်ချက်ကိုလိုက်ပြီးအာရေဝါကရှိအောက်ပါကဲ့သို့အာရေဝါကရှိအောက်ပါကဲ့သို့ထိုမိုးချမ်းဘီအခြေခံအဆောက်အဦတည်ဆောက်ရေးသုံးစက်ကရိယာအခြေခံအဆောက်အဦတည်ဆောက်ရေးသုံးစက်ကရိယာပြီးရင် on ပန်းချမ်းဘီကြတော့တည်ယူပို့ဆောင်ရေးသုံးစက်ကရိယာပြီးရင်ဖိုချမ်းချမ်းဘီကြတော့ဘာလို့ဆိုလဲဆိုရင်လမ်းခင်းသုံးတာပေါ့နော်လမ်းခင်းတဲ့အခါမှာသုံးတဲ့စက်ကရိယာတွေကိုပြောတာဖိုချမ်းချမ်းဘီလမ်းခင်းသုံးစက်ကရိယာဂျုံကရိုစသည်ဖြင့်ဘွန်ယူတဲနော်တဲ့အမျိုးစားခွဲခြားပြီးမူဝဘိုဒါအားလုံးထက်အန်ဂျွန်နာကဲစာယုံဟာနုံကိုရှိအန်ဂျွန်နာကဲဘေကင်းလုံးကြုံစွာစာယုံဟာနုံကိုရှိအသုံးပြုတဲ့ຢာကဂျွန်ညိုဟမ်နေတာအရေးကြီးပါတယ်ဟိုဒီစာပိုက်လေးအချမ်းမြင့်ပြန်ပြောရရင်ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့အကြီးစားဆိုင်ရန်တွေအကြီးစားစက်ကရိယာတွေအကြောင်းပြောမှာဖြစ်တယ်โอเคဒီမှာတရားဖြစ်စေလမ်းမကြီးကြီးမားတဲ့ဆောက်အဦတွေကိုစောက်တဲ့ရွယ်စားကြီးမားတဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာကတော့အမျိုးစုံနဲ့အကြီးစားစက်ကရိယာအကြီးစားဆက်ရန်တရားတွေကိုအသုံးပြုပါတယ်ဆောက်လုပ်ရေးအကြီးစားစက်ကရိယာအကြီးစားဆက်ရန်တရားကတော့အသုံးပြုတဲ့ရည်ရွယ်ချက်ကိုလိုက်ပြီးအောက်ပါကဲ့သို့အခြေခံအဆောက်အဦတည်ဆောက်ရေးသုံးစက်ကရိယာပြီးရင်တည်ယူပို့ဆောင်ရေးသုံးစက်ကရိယာပြီးရင်လမ်းခင်းတဲ့အခါမှာသုံးတဲ့လမ်းခင်းသုံးစက်ကရိယာစသည်ဖြင့်အမျိုးအစားခွဲခြားပြီးအားလုံးထက်အရေးကြီးတာကအားလုံးထက်ကတော့ဘေးကင်းလုံခြုံစွာအသုံးပြုတဲ့ຢာကအရေးကြီးပါတယ်တကယ်အရေးကြီးတာကတော့လုပ်ငန်းခွင်ထဲမှာ safety ဖက်ပေါ့နော်ဘေးကင်းလုံခြုံရေးကအရေးကြီးဆုံးဖြစ်တယ်အောက်ကလေးဆက်သွားရရင်ထိုမို့ဂျမ်ဘီအခြေခံအဆောက်အဦတည်ဆောက်ရေးသုံးစက်ကရိယာအခြေခံအဆောက်အဦတည်ဆောက်ရေးသုံးစက်ကရိယာပါရီလဲဘူဒိုဂျောဆိုတာဒီဘက်ကကိုရီဒေတာခေါ်တော့ဘူဒိုစာပေါ့နော်ဘူဒိုစာသူရဲ့လောက်ဆောင်ချက်တွေကပါလဲတန်ဂုကကောနာမြေကြီးကိုညှိတာဖြစ်စေဖြောင်းဖြောင်းဟာခဲဟာနွန်ဂျမ်ဘီဖြောင်းဖြောင်းဟာခဲညီညာအောင်ဟာနွန်လောက်တဲ့ဂျမ်ဘီစက်ကရိယာအဲ့တော့မြေကြီးကိုဘူဒိုစာဘာလို့တာလဲဆိုရင်ဘူဒိုစာဘာလို့တာလဲဆိုရင်မြေကြီးကိုညှိတာဖြစ်စေညီညာအောင်လုပ်တဲ့စက်ကရိယာနောက်တစ်ခု crane ကတော့ crane ကိုပြောနော် crane ကဘာတွေလုပ်တာလဲမူကောအောင်ကောစုလေးလံတဲ့အရာကိုအုံကီနွန်ချမ်ပြီးရွှေ့ပြောင်းတဲ့ကရိယာစက်ကရိယာပေါ့နော်လေးလံတဲ့အရာကိုရွှေ့ပြောင်းတဲ့ကရိယာနောက်တစ်ခုဂုချက်ကီကဘာလဲဆိုမြေတူးဆက်ပေါ့နော်ကိုဒီ data ပဲဒီ data တွေပဲခေါ်တော့ပတ်ဖို့ဆိုလားဟုတ်လားပတ်ဖို့ပေါ့နော်ဒါမှလည်းမြေတူးဆက်ပဲမှာပါလားဂုချက်ကီမြေတူးဆက်တန်ငူဖာကောနာမြေကြီးကိုတူးတာဖြစ်စေအမ်ဆော့ကိုကြောက်တုံးကိုတူးနွန်ချမ်ပြီးချိုးဖောက်တဲ့တောင်းဝင်တူးဖော်တဲ့စက်ကရိယာပေါ့နော်ကြောက်တုံးတွေကိုချိုးမယ်ပေါက်မယ်တူးဖော်မယ်အဲ့ဒီလိုလုပ်တဲ့စက်ကရိယာမြေကြီးကိုတူးတာဖြစ်စေကြောက်တုံးကိုတူးဖောက်တဲ့ချိုးဖောက်တဲ့စက်ကရိယာပြီးရင်စကုလေအီဖောကကြတော့ဘာကြီးလုပ်မလဲစကုလေအီဖောပဲပေါ့နော်မြေမျက်နှာပြင်ညှိတဲ့စက်ကိုပြောတာမြေမျက်နှာပြင်ညှိစက်စကုလေအီဖောမြေမျက်နှာပြင်ညှိစက်ဒိုရိုအဲဖြိုမြွန်းတို့ဒိုရိုအဲလမ်းမကြီးရဲ့ဖြိုမြွန်းတို့မြေမျက်နှာပြင်ကိုကုကောနေတာကြတော့ကုတ်ချစ်တာပေါ့နော်အဲ့ဒီလိုကုတ်ပြီးတော့ချစ်တာပေါ့လားအဲ့တော့လမ်းမကြီးရဲ့မြေမျက်နှာပြင်ကိုကုတ်ချစ်တာဖြစ်စေဖြောင်းဖြောင်းဟာခဲဟာနွန်ချမ်းပြီးညီညာအောင်လုပ်တဲ့စက်ကရိယာအဲ့တော့လမ်းမကြီးရဲ့မျက်နှာပြင်ကိုကုတ်ချစ်တာဖြစ်စေညီညာအောင်လုပ်တဲ့စက်ကရိယာစကုတ်လေပေါ့နော်
ဟုတ်လိုက်တော့နောက်ကလိုတော့ကြတော့ပါလေလိုတော့ကြတော့မြေတင်တဲ့ဆက်ပေါ့နော်ပေါကားတွေပါမြေကြီးတင်ပြီးတဲ့ဆက်ပေါ့လိုတော့မြေတင်ဆက်ပုတ်ကိနာရှုံမြေဖြစ်စေမိုရယ်တို့တဲကိုထရော့ကဲရှိကောနာထရော့ကဲကုံတင်ကမှာရှိကောနာတင်လာဖြစ်စေအွန်ပန်းနာနောဂျမ်ပေအွန်ပန်းနာနောဂျမ်ပေတေဆောင်တဲ့စက်ကရိယာတေဆောင်တဲ့စက်ကရိယာအဲ့တော့လိုတော့ပါလဲဆိုရင်ကျွတ်မြေဖြစ်စေတဲကိုကုံတင်ကားမှာတင်တာဖြစ်စေတေဆောင်တဲ့စက်ကရိယာโอเคအောက်ကိုဆက်သွားရရင်အဲဒီမှာကတော့ on ban jambi တေယူပို့ဆောင်ရေးတောင်းစက်ကရိယာနော် on ban jambi တေယူပို့ဆောင်ရေးတောင်းစက်ကရိယာပထမဆုံးပြရမှာတော့ dopon drop dopon drop ကတော့မြေတေကားပေါ့နော်မြေကြီးတေတဲ့ကားဒီဘက်က data ပေါ်ကတော့ပေါ်ကားပေါ့နော်ပေါ်ကားတော့မျိုးတွေဆိုတာ dopon drop မြေတေကားဟုတ်ကိနာဂျာကဒုံကိုရှိတော့အမှန်တော့ချလဲဟုတ်ကိနာရှုံးမြေဖြစ်စေဂျာကကြောက်စစ်ကဲဒုံကိုစတာကိုရှိတော့တင်ပြီးအမှန်တော့ချလဲတေဆောင်တဲ့စက်ကရိယာတေဆောင်တဲ့ရှင်ပေါ့နော်ချုံမြေဖြစ်စေမြေကြီးစတာကိုတင်ပြီးတော့တေဆောင်တဲ့ရှင်ဒီကောက်ဆိုတာဒီ concrete to misotro concrete to misotro ဆိုတာ concrete ဖြော်တဲ့ကားပေါ့နော် concrete ဖြော်ပြီးတေဆောင်တဲ့ရှင်အောင်ဆိုတာနော် concrete ဖြော်ပြီးတေဆောင်တဲ့ရှင်အောင်ရင် concrete ဖြော်ကားပေါ့တော့ concrete တို့ဆော့ကွန်မြန်ဆော့ concrete ကိုဆော့ကွန်မြန်ဆော့ဒီမှာရောနှောရင်းနဲ့ပေါ့နော် concrete ကိုရောနှောရင်းနဲ့ open နာတော့ challenge တည်ဆောင်တဲ့ရှင် concrete ကိုရောနှောရင်းနဲ့တည်ဆောင်တဲ့ရှင်ဟုတ်ကဲ့ဒါဆိုရင်နောက်တစ်ခု tractor ကတော့တဲ့ထွန်ဆက်ကိုပြောတာနော်ဒီမှာအခုကထွန်ဆက်တွေကလည်းပေါ်လာပါပြီနော် tractor ထွန်ဆက်ဒီတော့စက်မှုလေယာလက်မှုလေယာနေတဖြည်းဖြည်းစက်မှုလေယာဖြစ်လာတော့ဒီကွန်ဆက်တွေလည်းတုံးလာတော့တာပေါ့နော်နွားတွေနေရာမှာစက်ပစ္စည်းတွေတုံးလာပြီဟုတ်ကဲ့ဒီမှာတော့မူကောင်းချမ်းပီနာလေးလံတဲ့စက်ကရိယာဖြစ်စေခြင်းမှုအထုပ်ပိုးကိုပြောင်းနေနာတော့ချာပြန်ပြောင်းနေနာတော့ဆွဲယူတဲ့ရှင်နောက်ပြောရင်လေးလံတဲ့စက်ကရိယာဖြစ်စေအထုပ်ပိုးကိုဆွဲယူတဲ့ရှင်ရောက်ကြတာနော် tractorပြောချင်တော့ကဂျီကေချာတော့ pocket ကောဆိုတာသူရှိမှလက်တံလေးနဲ့တံပါတယ်နော်အဲလက်တံလေးနဲ့တံစုလို့လည်းရတယ်ကျဲလို့လည်းရတယ်ရှေ့ကိုငိုက်လို့လည်းရတယ်နောက်ကိုလှမ်းလို့လည်းရတယ်ပေါ့နော်ဒါကိုလိုသုံးခဲ့တဲ့ဂျီကေချာတော့ဂျီကေချာ pocket ကမူကွန်းတို့လေးလံတဲ့ပစ္စည်းကိုသူတော်အိုးလျော်ဆိုတာမပြီးတည်ဆောင်တဲ့မပြီးတည်ဆောင်သူတော်အိုးတော့မပြီးတော့အွန်ဘာနာနောရှာနဲ့တည်ဆောင်တဲ့ရှင်ပစ္စည်းများကိုမတင်တည်ဆောင်တဲ့ရင်ပေါ့ဒီကိစ္စပေါက်ကလေးကမူကွန်းတို့လေးလံတဲ့ပစ္စည်းကိုသူတော်အိုးလျော်မတင်ပြီးအွန်ဘာနာနောရှာနဲ့တည်ဆောင်တဲ့ရှင်နောက်တစ်ခုဆိုတော့ဒီကိစ္စလေးလံတဲ့ပစ္စည်းတွေကိုမတင်ပြီးတော့တည်ဆောင်တဲ့ရှင်နော်နောက်တစ်ခုကတော့ပိုချမ်းချမ်းပီရကြတော့ပါလေဆိုရင်လမ်းခင်းချင်းလုပ်ငန်းသုံးစက်ကရိယာတွေပြောတာပိုချမ်းချမ်းပီလမ်းခင်းတဲ့အခါသုံးတဲ့စက်ကရိယာပေါ့နော် grade indoor ကြတော့ပါလေဆိုတော့လမ်းညှိစက်ပေါ့ပြောနော် grade indoor လမ်းညှိစက်တမ်ပါရကုကိုရုကောနာတမ်ပါရကုမြေမျက်နှာပြင်ကိုကိုရုကောနာညှိတာဖြစ်စေချောင်းလေးဟာနွန်းတဲ့နေရာတကျထားတဲ့အခါမှာနေရာတကျထားတဲ့အခါသုံးဝင်ရှင်းလင်းတဲ့အခါမှာစာရောဟာနွန်းချမ်းပြီးအသုံးပြုတဲ့စက်ကရိယာ grade indoor မြေမျက်နှာပြင်ကိုညှိတာဖြစ်စေနေရာတကျထားတဲ့အခါမှာသုံးဝင်ရှင်းလင်းတဲ့အခါမှာအသုံးပြုတဲ့စက်ကရိယာနောက်တစ်ခုလိုတော့roller ဆိုတော့ဒလိန်တုံးပေါ့လမ်းကျိတ်ဆက်ကိုခေါ်တော့လမ်းကျိတ်ဆက်ပေါ့နော်လိုတော့လမ်းကျိတ်ဆက်ဒါတော့ဟုတ်တီနာရွှတ်မြေဖြစ်စေအဆုပ်ဖတ်ကကြတော့ပါလဲဆိုတော့နိုင်လွန်ကတ်တရားပေါ့နော်ရွှတ်မြေဖြစ်စေနိုင်လွန်ကတ်တရားဒုံငယ်စတဲ့ဂျေလျိုတို့ကုံချမ်းကိုအချုပ်ခါကိုဖိပြီးဂျီမျိုးတို့ဒါဂျီနုံးတဲ့ဂျီမျိုးတို့မြေမျက်နှာပြင်ကိုဒါဂျီနုံးတဲ့ဖိသိတဲ့တော့မှာစာရုံးဟာနုံးချမ်းပြီးအသုံးပြုတဲ့စက်ကရိယာလို့တော့ဒလိန်တော့လည်းဒီမှာတော့မြေပေါ့လမ်းကျိတ်ဆက်ပေါ့နော်လမ်းကျိတ်ဆက်ကဘာတွေလောက်လဲရွှတ်မြေဖြစ်စေနိုင်လွန်ကတ်တရားစတဲ့ကုံချမ်းကိုဖိပြီးတော့မြေမျက်နှာပြင်ကိုဖိသိတဲ့အခါမှာအသုံးပြုတဲ့စက်ကရိယာနောက်တစ်ခုကတော့ concrete to comfort drop ဆိုတာတော့ concrete ပန့်ကားပေါ့နော် concrete ပန့်ကားဒီကနေ concrete မှွေပြီးတော့တည်လာတဲ့ဟာမှာဒီ concrete ပန့်ကားနဲ့အပေါ်မောင်းတင်နေရတာပေါ့နော် concrete to comfort drop
concrete ပန်ကဆိုတော့ concrete ထုတ်လို့ concrete ကိုကူးကြုံမှုတယ်ကူးကြုံမှုဆိုတာကျတော့ဘာလို့စောက်လုပ်နေတယ်အစာအုပ်တိစောက်နေတယ်ပေါ့နော်အစာအုပ်တိစောက်နေတဲ့ဖြိုမျိုးနဲ့မြင်မျက်ဖြိုမျိုးနဲ့မျက်နှာပြင်မှာပူရီနွန်ချမ်ပြီးဖြန်းတဲ့စက်ကရိယာအဲ့တော့ concrete ထုတ်လို့ concrete ကိုကူးကြုံမှုတဲ့ဖြိုမျိုးနဲ့စီစောက်နေတဲ့အစာအုပ်တိစောက်နေတဲ့မျက်နှာပြင်မှာပူရီနွန်ချမ်ပြီးဖြန်းတဲ့စက်ကရိယာဟုတ်နောက်တစ်ခုကတော့asophato safogi asophato safogi asophato နိုင်လွန်ကတ်တရား safogi ကဖြန်းတဲ့ဆက်ပေါ့နော်နိုင်လွန်ကတ်တရားဖြန်းတဲ့ဆက် asophato နိုင်လွန်ကတ်တရားဟုတ်နတ်မူလို့ရောဆက်ပစ္စည်းကိုနိုင်လွန်ကတ်တရားရောဆက်ပစ္စည်းကိုဒိုရိုဖြိုမျိုးနဲ့လမ်းမျက်နှာပြင်မှာပူရီနွန်ချမ်းပြီးဖြန်းတဲ့စက်ကရိယာနိုင်လွန်ကတ်တရားရောဆက်ပစ္စည်းကိုလမ်းမျက်နှာပြင်မှာဖြန်းတဲ့စက်ကရိယာโอเคဒါဆိုရင်အောက်ဆုံးသွားရရင်ဟုတ်ခင်းနေရောစစ်စေးအတီးပြပါဟုတ်ခင်းနေရောစစ်စေးအတီးပြပါချောကနုပြောဆိုခါနဘန်ဘောကချောကနုတန်ချောင်းကိုပြောဆိုခါနရှိတဲ့ဘန်ဘောကနီးလန်းနဲ့ EUA တဲဟဲအကြောင်းပြချက်နဲ့ပတ်သက်ပြီးမုကိုတဲတဲ့ဖာဆိုဧကမုကိုမေးပြီးတဲတဲ့ဖာဆိုဧကပြင်နိုင်တယ်တန်ချောင်းကိုရှိတဲ့နီးလန်းနဲ့အကြောင်းပြချက်နဲ့ပတ်သက်ပြီးတော့မေးပြီးပြင်နိုင်တယ်နောက်တစ်ခုဂေါဖူကြီးစောရှိဘန်ဘောပဲတဲဂေါဖူကြီးကွန်ကရစ်မိုစောရှိဘန်ဘောပဲတက်ဆင်ချင်းနီးလန်းတက်ဆင်စောရှိဘန်ဘောပဲတဲဟဲတက်ဆင်ချင်းနီးလန်းနဲ့ပတ်သက်ပြီးမုကိုမေးပြီးတဲတဲ့ဖာဆိုဧကပြင်နိုင်တယ်ကွန်ကရစ်မိုတက်ဆင်ချင်းနီးလန်းနဲ့ပတ်သက်ပြီးတော့ပြင်နိုင်တယ်နောက်တစ်ခုအော်တွန်ဆန်ဝငယ်တဲဟန်အော်တွန်ဆန်ဝအရှိန်လေးတစ်ခုခုနဲ့ပတ်သက်တဲ့ချွတ်ချုပ်ကူခံမှန်းခြင်းကိုမာရဆိုဧကပြောနိုင်တယ်ရှင်းနေတစ်ခုခုနဲ့ပတ်သက်တဲ့ခန့်မှန်းခြင်းကိုပြောနိုင်တယ်။ Okay ဒီဗီဒီယိုဖိုင်ကတော့ EPF ပတ်2အခန်း43ကမွန်ဝါဝါကျောင်းပေါ်ကိုရှင်းပြပေးတာဖြစ်တယ်ဒီဗီဒီယိုဖိုင်လေးကတော့ဒီလောက်ပါပဲ။